အခုဘာလုံးမှမိုးချင်မကန်ခြင်းနဲ့ပြင်းနေလားဒါဆိုရင်ဒီပြင်းတဲ့စိတ်တွေပြောက်ပြီးတော့ဇွဲကောင်းကောင်းနဲ့အလုံးလုံးထင်သေးပေါက်သွားသေးမယ်ဒီလက်တစ်ခုကိုပြောပြပေးမယ်မဆူအခုဒီပကြီးကောင်းကိုရေးနေတဲ့အချိန်နဲ့ဒီစာအုပ်ကိုဖတ်မိတဲ့အချိန်နဲ့တက်တိုးနေတော့လူတယောက်ရဲ့ဘဝမှာဒီဇွဲသက်တွေဟာဘယ်လောက်ထိအရေးကြီးတယ်ဆိုတဲ့အကြောင်းတိတိကျကျလေးခံစားမိသွားတယ်ပေါ့နော်ဒီစာအုပ်ကဆရာကြီးဦးအောင်သိရဲ့မျိုးဆက်တစ်တိုးတက်ရေးဖို့ဆိုတဲ့စာအုပ်လေးပါဆရာကြီးကသူဒီစာအုပ်ထဲမှာရေးထားတာကကြာရှည်ခံတဲ့တတိဆိုတာဇွဲပါပဲတဲ့အဆူကအဲ့ဒီစာလေးကိုဖတ်မိပြီးတော့တော်တော်လေးကြက်မိတယ်ပေါ့နော်မဆူအရင်ကလည်းဒီထိကြတဲ့ပကြီးကားတွေအများကြီးရေးခဲ့မှုပါလေဒါပေမဲ့ဒီပကြီးကားကိုရေးနေတဲ့အချိန်မှာဒီပြင်းတဲ့စိတ်တွေကဝင်လာတယ်ပေါ့နော်ဒီကြောကုန်းအောင်နာနဲ့ဒီလက်ညောင်းနာနဲ့ပြင်းတဲ့စိတ်တွေနဲ့ရောပြီးတော့ဒီပကြီးရေးနေရင်းနဲ့ခဏလောက်ရေးနေတယ်ဆိုရင်နားကျင်တဲ့ကပေါ်လာတယ်ပေါ့နော်ဒါပေမဲ့ဒီပကြီးကားဇွဲကောင်းကောင်းနဲ့ရေးမှပြီးမဲ့ပကြီးကားဘာဖြစ်လို့လဲဆိုတော့ဒီပကြီးကား size ဆိုရင်လည်းဒီ15-22 size ဖြစ်တယ်ပြီးရင်သူ့မှာပါတဲ့ဒီနှင်းလီပန်းတွေအရွက်တွေအပွင့်နေပေါ့ပြီးရင်အင်ဂျီတွေကစ background တွေကစလုံးဝကိုဒီထေးကြတယ်ပေါ့နော်အဲ့တော့ဒီပကြီးကဇွဲကောင်းကောင်းထားပြီးနိုင်ပေါင်းများစွာတော်တော်ကြာအောင်ရေးမှပြီးမဲ့ပကြီးကဒါကြောင့်ဒီခဏလောက်ရေးပြီးတော့နားလိုက်တယ်ဆိုရင်အချိန်ကတော်တော်လေးကြာသွားမှာပေါ့နော်ဒါကြောင့်ဇွဲကောင်းကောင်းနဲ့ရေးဖို့လိုတယ်ဒါကြောင့်ဒီပြင်းတဲ့စိတ်တွေပြောင်းသွားအောင်ဘယ်လိုနည်းလမ်းသုံးရလဲဆိုတော့ပကြီးရေးနေနေကိုစကားပြောပြရတယ်ငါကဘာလဲငါဇွဲကောင်းတဲ့လူငါလူပြင်းတယောက်မဟုတ်ဘူးဆိုပြီးတော့ကိုစကားပြောပြရတယ်ပေါ့နော်စိတ်ထဲကနေပဲဖြစ်ဖြစ်ဒီအပြင်ကနေပဲဖြစ်ဖြစ်ကိုအဲ့လိုစကားမျိုးပြောပြတာတကယ်ထိရောက်အခုဒီဗီဒီယိုကြည့်နေတဲ့တကယ်ချင်းတွေထဲမှာဒီလိုပကြီးကားတကားကိုပြီးအောင်မရေးပဲနဲ့အပြင်းထူတဲ့သူတွေရှိတယ်ဆိုရင်ဒါမှမဟုတ်လည်းတခြားကိုလုံးဆရာရှိတဲ့အလုပ်တွေကိုစက်မလုပ်ဘဲနဲ့ရထားတဲ့သူတွေရှိတယ်ဆိုရင်ဒီလိုစကားမျိုးကိုပြောပြဖို့အကြံပေးချင်ပါတယ်ဇွဲကောင်းတဲ့လူတယောက်ဖြစ်ချင်လားလူရင်းတယောက်ဖြစ်ချင်လားဆိုတာတော့ကိုယ့်ဟာကိုယ်ပဲဆုံးဖြတ်ပေါ့နော်မဆူကတော့ပြင်းတဲ့လူတယောက်မဖြစ်ချင်ပါဘူးဇွဲကောင်းတဲ့လူတယောက်ပဲဖြစ်ချင်ပါတယ်ဟာပါလေဟာဇွဲကောင်းတဲ့လူအဲ့လိုလေးကိုပြောပြနော်